ဒီနေ့ကျွန်တော်တို့3ယောက်ပေါ့နော်ကိုလိုတက်တာမဟုတ်ရင်ဆိုတဲ့ချင်းလေးနဲ့ပေါ့နော်ပါဝင်ချင်ပါတယ်လို့ကိုလိုတက်တာမဟုတ်ဘူးဆိုကိုလိုတက်တာမဟုတ်ဘူးဆိုတရားများပြင်းနေညှော်လင့်ခြင်းကမဲခြင်းမြတ်တာရှိရဲ့ဘဝတစ်ခုပါခွန်လို့ပို့စိတ်မှမရှိဘူးခန္ဓာတွေ့တာနဲ့လူပါနာကျင်ခံစားရင်မန်ဒီပြိုလဲရင်ငါဘဝကရှုံးနေဖို့လားကြံတန်တဲ့စကားတန်တွေနဲ့တကယ်ကိုရှမ်းမဲခဲ့ပြီလားခံနိုင်ရည်များစွာကြော်လုံးဖြတ်သုံးကငါဘဝကနေချဖို့လားရဲ့ရင်ချင်တတ်ဒီများစွာရဲ့ကိုယ်တိုင်ကထွန်းလာလေမှုရှိနေအချာနေ